Hello, okay, ဆိုတော့က LIC Road to LIC Day 7မှာအားကစားတော့ဆင်ပြေတယ်ကျွန်တော်တက်လာတယ်တိုက်ကိုမှန်းထားတာ65ပြီးသွားတဲ့ခါကျရင်တိုက်က65အပြေးက12စက္ကန့်မီတာတရားပေါ့နော်မီတာတရား12စက္ကန့်လောက်မှန်းထားတယ်ရမယ်ဆို9လောက်ရကျင်တယ်ပေါ့နော်ဒါကတော့အဲ့လောက်ကြီးလှုပ်ဆောင်မလို့ပါတူပါပဲစနစ်ရကျင်တယ်မီတာ800ကျတော့3 minute out 3 minute out ပေါ့နော်3 minute out တကယ်ရောက်နိုင်တယ်ပြီးသွားရင်နောက်တစ်ခုကကျတော့မီတာ800ပြီးသွားရင်မီတာခုံနာပေါ့နော်ခုံနာကျတော့ခုံနာတော့မစမ်းရဘူးကျောင်းတက်မှပြန်ဆန်းရမယ်ကျောင်းတက်တယ်ဆိုတာတပတ်ခါမှကျောင်းတက်မှာဆိုတော့ကျောင်းတက်မှပဲပြန်ဆန်းရမယ်ခုံနာကျတော့ like 7 feet လောက်ဆိုအဆင်ပြေတယ်ဘီယာအဆင်ပြေတယ်ကိစ္စမရှိဘူးအိတ်ထားတော့အခါ60ပေါ့နော်အဲ့ဒါတော့ကိုတွေကလည်းရပြီးသားဆိုတော့ whatever you know လှုပ်လိုက်တာပဲလှုပ်လိုက်တယ်ပဲကောင်းတယ်ဆိုတော့အဲ့ဒါအားကစားအဓိကမဟုတ်ဘူးအဓိကမဟုတ်ပြန်ကျွန်တော်လုပ်နေပါတယ်အဓိကမဟုတ်စားအဓိကဒီနေရာမှာကျွန်တော်ဗာပြောချင်တယ်ဆိုတော့အခုကျွန်တော် plan နေချပြီးပါပြီဗျာမလွယ်တော့မလွယ်ဘူးဗျဖြစ်တာဖြစ်နိုင်တယ်ဒါပေမဲ့တခုရှိတာပါလေဆိုကျွန်တော်ကြောင်တောင်လုပ်လို့မရကျွန်တော်လို့ခေါ်မလို့လွဲသွားလို့မရဘူးဗျာတဲ့ okay စာအုပ်တခြားလောက်ကမယ်ပြီးသွားတဲ့ခါကျရင်ကြောင်းမသွားဘူးဆိုတာအခုလေးချိန်ကလုံမယ်သွားမယ်ဒါပဲ that's it ကျန်တာလုပ်လို့မရဘူးကျန်တာကကျွန်တော်ဂျူရှင်ကိုတက်မယ်ဂျူရှင်တက်ပြီးတော့ပဲကျောင်းစာကိုလိုက်မှရမယ်ဒါကြောင့်လဲဆိုရင် to be honest I would say that ကျွန်တော်အချိန်ကတိတ်မကြံတော့ဘူးဗျာကျွန်တော်လုပ်ချင်တဲ့စာအများတယ်ဆိုတော့ကဒီချိန်တွင်းမှာဒါကျွန်တော်လုံးမှာမလုပ်ဘူးဆိုရင်ကျွန်တော်ညဘက်တွေမအိပ်ရတာတွေပဲဖြစ်လာလိမ့်မယ်အကြရင်လည်းအဆင်မပြေဘူးရအဲ့ဒါကြောင့်အခုဒီမှာ plan ချထားတယ်ဒီຢာတွေအကုန်လုံးလိုက်နာမယ်ဆိုရင်အဆင်ပြေအခုဒီမှာကျွန်တော်ချထားတယ်ကျွန်တော်အခုစာခုနတော့ကြက်နေဖုံးမှာကြက်နေဖုံးမှာဆိုတာအထွေထွေကြက်နေတာပေါ့နော်ဆိုတော့အဆင်ပြေတယ်ကိစ္စတော့မရှိဘူးဖြစ်နိုင်တယ်တကယ်ဖြစ်နိုင်တယ် I think I could do this really do this but you got to do it ပြီးတော့တခုကပါလဲဆိုလုံးဖို့တကယ်လို့တယ်ကြောင်းမသွားနဲ့ကြောင်းမသွားနဲ့ကျူရှင်ကိုပြက်လို့ရတဲ့နေ့ဆိုရင်ပြက်ကိုပြက်ပြီးသွားတဲ့အခါကျရင်ဗီဒီယိုနဲ့ပတ်သက်တာဘာမှမလုပ်ဘူးအခုဆိုကျွန်တော်ဗီဒီယိုအကုန်လုံးပိတ်ထားတယ်ဘော်ဒါတွေအကုန်လုံးကိုလည်းဘယ်လိုခေါ်ကျွန်တော်အပြင်းပြေပေါ့နော်အပြင်းပြေတဲလောက်ကျွန်တော်တွေးချင်တဲ့စကားပြောတယ်ဆိုရင် okay 4နာရီလောက်မှကျွန်တော်ကျူရှင်ပြီးလို့သူတို့ရောက်လာတယ်ဆိုရင် okay ထားတော့ပြီးရင်စာပြန်လုပ်မယ်ပြဘာလို့လဲဆိုတော့ you know it's a relaxing mode နည်းနည်းအဲ့ဒါလဲဟို relax ဖြစ်တယ်ဗျာတကယ်ကြီးနဲ့စကားပြောကျွန်တော်အဲ့လိုစကားပြောတယ်ကြိုက်ရအောင်ဆိုတော့အဲ့ဒါလောက်ပဲကျွန်တော်ဟာတွေကကိစ္စမရှိဘူးကျွန်တော်ဒီမှာဘာတွေးထားလိုက်လဲဆိုတော့အခုကတော်တော်များများပြန်ဖြုတ်လိုက်တယ်ဗျာကျွန်တော်အခုဘာလုပ်ထားလဲဆိုတော့ငကိုတော့ငါဘာတွေလုပ်မယ်ဆိုပြီးထားပါနော်အဲ့ဒါတွေအကုန်ကြည့်လိုက်တဲ့အခါမှာတော်တော်များများလုပ်ပြီးသားတွေဖြစ်နေဆိုတော့ကထားပါတော့စာရေးစာကုန်းတို့လို့အစိုးဆွေးနေတို့လို့အင်္ဂလိပ် essay တို့လို့ letter တို့လို့ဟာတွေကတနေ့ကိုတစ်ပုဒ်ကိုအပြီးပြအောင်ဖတ်တယ်ဆိုရင်အဆင်ပြေတယ်ဘာလို့လဲဆိုတော့ပွင့်လင်းပြောတာကျွန်တော်စာရေးစာကုန်းကလည်းရေးတတ်နေပြီအစိုးဆွေးနေတို့အင်္ဂလိပ် essay တို့ကလည်းဘာလာကိုတောင်းပြီးရေးတတ်နေပြီဗျာဆိုတော့ကဒီတော့စိတ်ထဲမှာဟိုလိုကြီးမဖြစ်နေအောင်အစိမ့်တက်ကြီးမဖြစ်နေအောင်ဖတ်ထားတယ်ဆိုရင်ကျွန်တော်အဆင်ပြေတယ်တကယ်လည်းအတိုင်းပဲဖြေခဲ့တာမြို့နယ်ကိုလည်းအဲ့လိုပဲဖြေခဲ့တယ်ဆိုတော့အဲ့ဒါကျွန်တော်အဆင်ပြေတယ်အဆင်ပြေတဲ့ဟာတွေကိုကျွန်တော်ဖယ်ထားလိုက်တယ်ပြီးရင် answer တဲ့ question က9မှတ်ပဲရတာဖြစ်တဲ့အတွက်သူ့အကုန်လုံးမကြက်ပင်နဲ့ကျွန်တော်ပါနိုင်ကြီးတွေပဲရွေးချက်တယ်ပါနိုင်ကြီးတွေပဲရွေးချက်ပြီးတော့ unit ကို11ထိချက်ထားတယ်အဲ့ဒါလောက်ထားတယ်ဆိုတော့ကမှီတယ်တို့တော့ကျွန်တော်ဗာလို့သေးတယ်ဆိုရင်တင်ချလို့သေးတယ်တင်ချက unit 1 2နှစ်ခုလောက်ဆရာရှိတယ်အဲ့နှစ်ခုလို့1 2မဟုတ် sorry unit 9 10ပေါ့နော်9 10လောက်ဆရာရှိတယ်ပြီးသွားရင်ကျွန်တော်ဘာပြန်လုပ်ချင်လဲဆိုတင်ချကိုကျွန်တော်ကအားနေခဲ့တာ哦မနေ့ကအဲ့ဒါကြောင့်ဒီနေ့ကအားမနေပါဘူးဒါပေမဲ့ဘယ်လိုအားနေမှာစိုးတာပေါ့နော်စိုးတဲ့အတွက်ကြောင့်ကျွန်တော်ဖ1ဖ2ရှိတယ်ဗျာသူအဒိဋ္ဌံစာအုပ်မှာဓမ္မဒိဋ္ဌံစာအုပ်မှာအဒိဋ္ဌံစာအုပ်ဓမ္မဒိဋ္ဌံစာအုပ်မှာနှစ်ပိုင်းရှိတယ်ဆိုတော့ကျွန်တော်တစ်ပိုင်းကပြီးပါပြန်ကျန်တဲ့တစ်ပိုင်းကမတွက်လဲရတယ်ဒါပေမဲ့ like you know ဟိုသူကကျ new question လေးဖြစ်တာဗျာ new question လေးဖြစ်တဲ့ concept ကတော့တူတူပဲဒါ new concept ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က part 2ကိုပြန်တွက်ချင်တယ်အစားဆုံးပြန်တွက်ချင်တယ်1 and 2ထိပြန်တွက်ချင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကသင်္ချာ done ပြီဆိုတော့ဒီနေရာမှာကျွန်တော်စိတ်ပူရတာဘာလဲဆိုရင်သင်္ချာအမှာအကြာကြီးဆွဲသွားပြီးတော့ဘယ်လိုကောင်းမလို့ကျွန်တော်အထွေတွေပေါ့နော်အထွေတွေလည်းကျွန်တော်ကြက်ကအောင်ပါဆိုတော့အထွေတွေကအခုကြက်နေတယ်နေတိုင်းဖတ်သွားတယ်ကိစ္စမရှိဘူးအဲ့ဒါရတယ်တို့တော့နှုတ်ဖြေတွေပေါ့နော်နှုတ်မင်းနှုတ်ဖြေတွေကကျွန်တော်ကြက်မှရတဲ့ဟာတွေရှိတယ်
တချို့ဟာတွေကြက်မှရတဲ့ဟာရှိအထွေထွေကတချို့ဟာတွေဖတ်လို့ရတယ်တချို့ကကြက်မှရတယ်ရှိကြက်ဖို့အတွက်ကိုအချိန်ကိုပွင့်နေပြန်ကျွန်တော်မလောက်နိုင်ဘူးဗျအဲ့တော့ကဘာလို့အောင်လဲဆိုရင်ကြောင်းနေကုန်မသွားမှရတော့မယ်ယူရှင်လည်းမသွားမှရတော့မယ်ယူရှင်ဆိုအကုန်လုံးတော့မဟုတ်ဘူးเนาะမသွားပြတော့မသွားမှရတော့မယ်ပြီးသွားတဲ့အခါကျရင်Telegram မှာဆိုလဲဘယ်လိုခေါ်မလဲကြိုပြောရမှာပေါ့เนาะတခါကျရင်ဒါကျွန်တော် customer လည်းရှိတယ်ဒါဟို brother လည်းကျေးဇူးတင်ပါတယ်ကျွန်တော်အမြဲတမ်းသတိပေးတယ်ဒီလိုမျိုးဗီဒီယိုတွေတင်မလို့ဆိုပြီးတော့ brother တယောက်ရှိတယ်ကျွန်တော်ကိုအမြဲတမ်းဟောပြနေတယ်သတိပေးနေဆိုတော့အဲ့ဒါကျေးဇူးတင်တယ်ဒီအချိန်ပိုင်းလေးအတွင်းမှာပေါ့နော်ပွင့်နေပြောရင်10ရက်လောက်ပဲကျန်တော့တာဟုတ်ဒီအချိန်ပိုင်းလေးအတွင်းမှာကျွန်တော်အားသွန်ခွန်ဆိုင်လုပ်ချင်တယ်တကယ်ရချင်တယ်ဒါပေမဲ့ sleep ပေါ့နော်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း use ရမှာဘာကြောင့်လဲဆိုရင်ကျွန်တော်လုပ်ဘူးတယ်ဒီမှာမအိပ်ဘဲနဲ့ပဲငါကျုံးလိုက်တော့မယ်ချလိုက်တော့မယ်ဆိုပြီးတော့doesn't really work ဘာလို့လဲဆိုတော့အုံတော့ကအင်အားမရှိတော့ဘူးပြီးရင်လူကလည်းလုပ်ချင်စိတ်မရှိတော့ဆိုတော့ကဒီဗီဒီယိုမှာကျွန်တော်ဘာ lesson တွေပေးသွားလဲတော့ကျွန်တော်မသိပါဘူးပြောချင်တာကတော့အခုလောလောဆယ်ကျွန်တော်အစင်တော့ပြေတယ်ရနိုင်တယ်တကယ်ရနိုင်တယ်တကယ်ကိုအစင်ပြေတယ်ပေါ့နော်ကိုကလှုပ်ချင်တာများတာကိုအစင်ပြေတယ်တို့တော့ကျွန်တော် sacrifice လုပ်ကြမယ်အလားလားပါပဲမိုက်ပါတယ်ဒါပေမဲ့ yeah အဲ့တော့တခုရှိတယ်ပါလို့ဆိုကျွန်တော်စကားပြောရမယ့်ဟာတခုရှိအဲ့စကားပြောတဲ့ဟာဖြတ်လိုက်တယ်ဖြတ်ဖို့ကျွန်တော်ပြောတော့မပြောရဘူးเนาะမနေ့ဖြန်ကျရင်ဖြတ်လိုက်မယ်ဆရာမသားလူကြီးဂျုံဖြဲမှာမို့လို့ဒီဟောပြောပွဲလိုဟာမျိုးပေါ့เนาะကျွန်တော်ကအဲ့လိုကြာပန်းလိုဟာမျိုးပြောရရှိတယ်မပြောတော့ဘူးပေါ့เนาะဆို whatever you know I just want to do this ဆိုတော့ဖြတ်လိုက်မယ်ဒါပါပဲ yeah I'd say that တခုပြောချင်းစရာရှိတာကဘာလဲဆိုရင်ဒီနေ့မှာဆိုရင်များကျွန်တော်အိမ်မှာပြဿနာလေးနည်းနည်းရှိတယ်ပေါ့နော်ပြဿနာနည်းနည်းလေးရှိတယ်ဒါပေမဲ့ like တခုကျွန်တော်proud ဖြစ်တဲ့အရာပါလဲဆိုရင် I did it with like control anger you know ကျွန်တော်ဒေါသကိုရှင်းမထားဘူးတကယ်ဟာကိုပဲကြည်တယ်တကယ်ပြဿနာကိုပဲကြည်တယ်ပြီးသွားတဲ့အခါကျသူတို့လူကြီးတွေအတွက်ပါကျွန်တော်အဖြေရှင်းပေးလိုက်နိုင်တယ်ဆိုတော့အဲ့ချက်တော်လေးမိုက်တယ်ချက်တော်လေးကြိုက်တယ်။ဒီလောက်ပါပဲ။အဲ့လိုပဲပြောချင်ပါတယ်။အဲ့တကူပြီးတော့နောက်တစ်ခုကပါလဲဆိုရင်ရေးစားနဲ့လည်းအချိန်ကြီးလောက်ကြီးဖြုံးနေပါလေကောင်းမြတ်ဆန်။ပြောစရာရှိရပြောထားပါ။တပွင့်နေပြန်သူကလည်းအဆင်ပြေပါလေဟိုလိုကြီးအချိန်အကုန်လုံးယူမဲ့ကောင်းမလေးမျိုးမဟုတ်ပါဘူးဒါပေမဲ့ you know you got like kind of stay away for now just you know yeah that's it bro I'm still grinding I'm still like doing stuff but like yeah it's kind of difficult but I think I could do it we'll see let me give everything okay yes bye bye bro